phone camera နဲ့ DSLR လို့ပုံရိုက်ရှင်တာဒီနေ့မှာတော့ LNC 8.4 အကြောင်းအချင်းချုပ်ပြပြပေးပါမယ် LNC 8.4 ဆိုတာ Google camera ကိုအခြေခံထားတဲ့ third party camera အတစ်ခုပါလက်က color tone နဲ့ professional camera feature တွေပါဝင်ပါတယ် LNC 8.4 ရဲ့အဓိကအားသာချက်တွေကတော့လက်က color ပိုင်းမှာတော့လက်ပုံအရောင်ကိုတဘာဝပုံမှုကျစေပါတယ် HDR ပုံမှုအားကောင်းတဲ့အတွက်အလင်းအမောင်ဘဲလန့်ကိုလည်းလုံးဝတိကျအောင်ချိန်ပေးထားပါတယ်နိုင်မှုမှာလည်းအရင်မိုက်တဲ့အတွက်ညဘက်မှာတပုံရိုက်ရှင်တဲ့သူအတွက်လုံးဝအဆင်ပြေပါတယ် portrait mode မှာတော့ background blue ကတဘာဝကျအောင်ဖန်တီးပေးထားပါတယ် video quality ကတော့ stroke camera တဲ့ပုံမှုကောင်းမှပါတယ် LNC 8.4 ကို Snapdragon processor ပါတဲ့ဖုန်းမှာအကောင်းဆုံးအသုံးပြုနိုင်ပါတယ်ဥပမာ Xiaomi, Redmi, Poco, OnePlus, Realme, Vivo စသဖြင့် Snapdragon စီးစီးပါတဲ့ဖုန်းတွေကတော့အဆင်ပြေပါတယ်ဘယ်လိုလူတွေအသုံးပြုတင်တယ်လဲဆိုတော့တပ်ပုံ selfie ရိုက်မဲ့သူတွေ Facebook, TikTok, Reel အတွက် content video တွေဖန်တီးရှင်တဲ့သူတွေ stroke camera ကိုအားမရတဲ့သူတွေ LNC 8.4 ကိုအသုံးပြုတင်ပါတယ် LNC 8.4 ကို Google Chrome browser ကနေအလွယ်တကူ download နိုင်ပါတယ်ဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင် like and subscribe နေခဲ့ကြပါနောက်ဗီဒီယိုမှာပြန်ဆုံပါမယ်